အားလုံးပဲမင်္ဂလာပါတာလီစွာပါကျမနီလာမြင့်မှာရိုဟင်ဂျာအမျိုးသမီးတစ်ယောက်ပါဒီနေ့စကားဝိုင်းမှာ moderator အနေနဲ့ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီနေ့စကားဝိုင်းမှာဆွေးနွေးဖို့ဖိတ်ခေါ်ထားသူတွေကတော့မြန်မာနိုင်ငံရေးမြန်မာသမိုင်းတွေကိုကြမ်းကြင်မှန်ကန်စွာသုံးသပ်နိုင်သူဦးအောင်တင်မြန်မာလွှတ်တော်ကိုယ်စားလှယ်ဟောင်းလဲဖြစ်ခဲ့ဘူးသူယခုလက်ရှိ ARNC အသင်းရဲ့ဥက္ကဋ္ဌဖြစ်သူဦးရွှေမောင်ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားစွာဆောင်ရွက်နေသူအင်္ဂလန်နိုင်ငံဘရုတ်အဖွဲ့အစည်းရဲ့ဥက္ကဋ္ဌဖြစ်သူကိုထွန်းခင်ယခုလက်ရှိနယူးယောက်မြို့ဘင်ဟန်တန်တက္ကသိုလ်မှာဂျီနိုဆိုက်နှင့်အုပ်စုဖွဲ့အကြမ်းဖက်ခြင်းမှကာကွယ်ခြင်းဆိုင်ရာဘာသာရပ်ကိုလေ့လာစည်းပူးနေသူကိုမျိုးဝင်းယခုလက်ရှိ University of Montana မှာ PhD ကျောင်းသူအဖြစ်ပညာသင်ကြားနေတဲ့မတ်တင်မာဦးလိုပဲဖြစ်ပါတယ်အခုတစ်ခါဦးရွှေမောင်ကိုဖိတ်ခေါ်ခြင်းပါတယ်ယခုလက်ရှိ ICJ မှာဂမ်ဘီယာနိုင်ငံနဲ့မြန်မာနိုင်ငံတို့ကအမှုရင်ဆိုင်နေရပါတယ်တကယ်လို့မြန်မာဘက်ကနိုင်ရင်မြန်မာပြည်သူလူထုအပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲမြန်မာဘက်ကကျုံးခဲ့ရောမြန်မာပြည်သူလူထုအပေါ်မှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာဦးရွှေမောင်ဆွေးနွေးပေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီအခုဂမ်ဘီယာနဲ့မြန်မာဒီရိုဟင်ဂျာဂျီနိုဆိုက်အမှုကဇန်နဝါရီလ19ရက်ပေါ့လေအဲ့ဒီမှာသူတို့ပြီးသွားပြီသူတို့တင်တော်တဲ့အချိန်တခုရောက်လို့ရှိရင် ICJ ရဲ့ဆုံးဖြတ်ချက်ကိုသူတို့ကလူသိရှင်ကြားကြရမယ်လို့ဒါ ICJ နိုင်ငံတကာတရားရုံးရဲ့ဥက္ကဋ္ဌကြီးကပြောထားပါတယ်သူတို့ထုတ်ပြန်ချက်မှာလည်းပါတယ်ဆိုတော့အခုမှမြန်မာနိုင်ငံဘယ်လိုဖြစ်မလဲမြန်မာရှုံးရင်ဘယ်လိုဖြစ်မလဲပေါ့အဓိကဂမ်ဘီယာနဲ့မြန်မာပေါ့အဲ့တော့မြန်မာနိုင်တယ်ဆိုတာကမြန်မာဘက်ကနေဒီဂျီနိုဆိုက်ဒီနောက်တစ်ခါလူသားမျိုးတွေပေါ်မှာကျူးလွန်ခဲ့တဲ့အမှုတွေကိုဗလဲအပြစ်ရှိတယ်လို့ဆွဆွေးချင်းခံရတဲ့လူကနိုင်သွားမှာအဲ့ဒါဆိုရင်အဲ့ဒီအုပ်စုကိုပဲဒီစစ်အုပ်စုကပဲအဓိကတာဝန်ရှိတာဒီတစ်ဖက်ကမြန်မာနိုင်တယ်ဆိုတာကဒီစစ်အုပ်စုကနိုင်သွားတာအခုလက်ရှိအခြေအနေမှာလဲဒါကျွန်တော်ရွေးကောက်ပဲလုပ်ပြီးတော့ကျွန်တော်ဒီရသက်ပင်အာနာပိမှုကြီးကိုသူတို့ကကျူးလွန်ထားတဲ့သဘောလိုဖြစ်နေတယ်ပြီးတော့အရင်တုန်းကတော့ရိုဟင်ဂျာပေါ့လေအခုနောက်ပိုင်း2021ခုအာနာသိမ်းပြီးနောက်ပိုင်းမှာဒီမြန်မာတနိုင်ငံလုံးမှာရှိတဲ့ဒီရဟန်းရှင်လူပြည်သူအားလုံးကိုလည်းဒီတပုံစံတွေနဲ့တက်ဖြတ်တာလူသားမျိုးတွေပေါ်ကျူးလွန်တဲ့ပြစ်မှုတွေကိုကျူးလွန်နေတာဆိုတော့အဲ့လိုကျူးလွန်တဲ့လူအုပ်စုကပဲဒါနိုင်သွားသလိုဖြစ်ခဲ့လို့ရှိရင်သူတို့ရဲ့ဒီစစ်ကြုံစနေပေါ့နော်တစိုးရှည်သွားမယ်ပြီးလို့ရှိရင်သူတို့ကိုလည်းခုနပြောသလိုဒီ legitimacy တော့မှရသွားနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့အဲ့လိုဖြစ်လို့ရှိရင်တော့ဒီပြည်သူတွေကဒီညင်းပဲနှိပ်စက်ခံရမှာဒီဆက်အာဏာရှင်အောက်ကနေလွတ်မြောက်ဖို့အတွက်ဒါနိုင်ငံတကာဒီကျွန်တော်တို့အခင်းကျင်းမှာတော်တော်လေးကိုလောရမနေထားရှိတယ်ဆိုတော့ဒါမြန်မာပြည်သူတွေအတွက်ဒါမကောင်းဘူးပေါ့လေမြန်မာပြည်သူတွေကမကြိုက်တဲ့ဒီစစ်အုပ်စုကဆက်လက်ရှင်သန်ပြီးတော့ပြည်သူလူထုကိုခုနဒီမတိန်ကျင်းဖို့တက်ဖြတ်ဖို့ဘုံကျဲဖို့လိုင်စင်ရတယ်လို့ဖြစ်သွားမယ်အကယ်၍မြန်မာရှုံးနေဆိုရင်ဒါဒီနေရာမှာမြန်မာရှုံးနေဆိုလို့မြန်မာပြည်သူရှုံးတာမဟုတ်ဘူးဂျီနိုဆိုက်ကွန်ဗင်းရှင်းသဘောတရားအရာဒီနိုင်ငံတစ်ခုကနောက်နိုင်ငံတစ်ခုကိုတရားစွဲတဲ့နိုင်ငံချင်းအငြင်းပွားမှုဖြစ်တဲ့ဒါဥပဒေကြောင်းအရဆိုပေမဲ့လေဆိုတော့အဲ့ဒီဟာကိုဘယ်သူကျူးလွန်တာလဲအဲ့ဒီပုဂ္ဂိုလ်အဲ့ဒီအဖွဲ့ကိုပဲအဓိက target ထားတာဆိုတော့မြန်မာရှုံးတယ်ဆိုတာမြန်မာဘက်ကနေကျူးလွန်လိုက်တဲ့ခုနကစေအုပ်စုလုံခြုံရေးတပ်ဖွဲ့နဲ့အခြားသူတို့နဲ့ပါဝင်တဲ့အဖွဲ့အစည်းပုဂ္ဂိုလ်တွေပေါ့နော်ဒါအဲ့ဒီလူအုပ်စုသူတို့ပဲရှုံးမယ်တနည်းအားဖြင့်ပြောလို့ရှိရင်ဒီဟာမှာဂမ်ဘီယာနိုင်တဲ့သဘောပေါ့ဂမ်ဘီယာနိုင်တာဒီဂမ်ဘီယာကဂမ်ဘီယာတက်လို့တာမဟုတ်ဘူးဂမ်ဘီယာကရိုဟင်ဂျာအပါဝင်
ဒီမြန်မာပြည်ကပြည်သူသန်းပေါင်း90ကျော်ဖက်ကနေရက်တယ်ပြီးမှလုံနေတာဆိုတာကိုသူတို့ရဲ့ဒီတရားရေးဝန်ကြီးရဲ့ဒီအဖွဲ့စကားမှာလည်းပါပါတယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော်တို့ကဒီမြန်မာအစိုးရခုနကမြန်မာဘက်ကရှုံးတယ်ဒါမှမဟုတ်ဂမ်ဘီယာဘက်ကနေနိုင်တယ်ဆိုတာဒီရိုဟင်ဂျာအပါဝင်မြန်မာပြည်သူတွေဒီအကုန်လုံးနိုင်တဲ့သဘောဆိုတော့သူ့ရဲ့ဒီကောင်းတာကဘာဖြစ်လာမလဲဆိုတော့အကျိုးဆက်နေတယ်ဒီပြည်သူသန်း90ကျော်ကမလိုလားတဲ့ဒီစစ်ဘရင်စစ်အုပ်စုစစ်အာဏာရှင်ကသူကဒီမြန်မာနိုင်ငံရေးစနစ်ကနေပျောက်သွားဖို့အတွက်ဒါတော်တော်ကြီးမားတဲ့ဒါ initiative တစ်ခုဖြစ်မယ်ဒါဆိုရင်မြန်မာပြည်သူပြည်သားအားလုံးကဒီစစ်ကြုံဘဝကနေကျွန်တော်တို့ဒါလွတ်မြောက်သွားဖို့အတွက်ဒါကတော်တော်လေးကိုအရေးကြီးတဲ့ခြေလှမ်းတစ်ရပ်အနေနဲ့ဒါရှိမယ်လို့ကျွန်တော်အဲ့လိုပဲယူဆပါတယ် ဟုတ်ကဲ့ဥရှိမောင်ကိုကျေးဇူးတင်ပါတယ်